မင်္ဂလာပါကုမျိုးဖဖိုးချိုကနေကြိုဆိုပါရစေဒီနေ့ကတော့စပိန်လာလီဂါဒုတိယမြောက်နေ့ပေါ့နော်ရာသီစတာဒုတိယမြောက်ဖြစ်ပါတယ်မနေ့ကကျွန်တော်ပေးခဲ့တဲ့ဒါစီဗီလာဘော်ဒီဒါညီကိုတွေရလိုက်ကြမယ်လို့ထင်ပါတယ်ဒီနေ့ကျွန်တော်ဒါစပိန်လာလီဂါထဲမှာရှိတဲ့နှစ်ပွဲပေါ့နော်နှစ်ပွဲကိုကျွန်တော်ညီကိုတွေကိုသုံးသပ်ပေးတော့မှာဖြစ်ပါတယ်မနေ့ကတော့ဘယ်လိုပြောမလဲမနေ့ကစပိန်လာလီဂါနှစ်ပွဲရှိပေါ့နော်နှစ်ပွဲလုံးဂိုးပေါ်သွားတယ်ဂီတာဘေးရောစီဗီလာရောနှစ်ပွဲလုံးဂိုးပေါ်သွားတယ်ဒီနေ့မှာနှစ်ပွဲလုံးတော့ဂိုးမပေါ်နိုင်ဘူးလို့ကျွန်တော်အနေနဲ့ထင်တယ်ဒီနှစ်ပွဲမဟုတ်ရင်ဒီနေ့ရှိတဲ့နှစ်ပွဲမဟုတ်ရင်တပွဲတွေကကိုအောက်မှာရမယ်ဒီထဲမှာပိုလို့ဒါဂိုးအောက်ကိုစိတ်ဝင်စားဖို့ကောင်းနေတာကဒါအက်စပန်ညိုနဲ့လီဘန်ဒီပွဲကနည်းနည်းပို့ပြီးတော့ဂိုးအောက်ကိုစိတ်ဝင်စားတယ်ပထမဦးဆုံးကျွန်တော်ပြောချင်တဲ့ပွဲကတော့ဒါ Racing Standard နဲ့ဘီလာကြီးရဲ့ပွဲစဉ်ဖြစ်တယ်လက်ရှိမှာဒါအဝေးကွင်းကနေလာကန်တဲ့ဘီလာကြီးရဲ့ပေါ့နော်ဒါအဝေးကွင်းကလာကန်တဲ့ဘီလာကြီးရဲ့ကဒါမိုင်းနာ80ဆိုပြီးပေးတယ်ကိုပုံးကြီးမှာ350ဆိုပြီးပေးတယ်မိုင်းနာ80 350ပြောရမှာဆိုရင်ဒါဒီကြီးကမျှတတဲ့ကြီးလို့မြင်ရပေမဲ့တစ်ဖက်ကကြည့်မယ်ဆိုရင်လည်းနည်းနည်းဘော်ဒီကြီးမိုင်းနာ80ဆိုတာနည်းနည်းတော့ပြောတဲ့အနေအထားမှာရှိတယ်ဗျာ150လောက်ထိပေးလို့ရတယ်ဘာဖြစ်လို့150လောက်ထိပေးလို့ရလဲဆိုရင်ဘီလာကြီးရဲ့အနေနဲ့ပြီးခဲ့တဲ့ရာသီကသူ့အနေနဲ့ဒါအဆင့်စရာကိုအဆင့်3နဲ့ပိတ်ထားတာပြီးတော့နောက်ဆုံးကစားထားတဲ့ဒါအက်တလက်တီကိုနဲ့ပွဲစဉ်မှာဆိုရင်လည်းသူ့အနေနဲ့ဒါ5-1ဆိုပြီးတော့အနိုင်ရထားတယ်တစ်ဖက်ကအိမ်ကွင်း Racing Standard ကိုကြည့်မယ်ဆိုရင် Racing Standard အနေနဲ့လည်းဒါသူ့အနေနဲ့ပေါ့နော်ဒါစပိန်လာလီဂါ2မှာဒါအဆင့်1ဆိုပြီးတော့ရာသီဒါတန်းတက်လာခဲ့တာဖြစ်တယ်ပေါ့နော်ဒါပေမဲ့စပိန်လာလီဂါ2မှာဘယ်လောက်ပဲအဆင့်1ရမရပေါ့နော်ဒါစပိန်လာလီဂါကိုရောက်ရင်တော့သူတို့ကဒါပုံမှန်ခြေစွင်းအောင်ပြနိုင်တဲ့အသင်းတွေမဟုတ်ဘူးဗျဒါကြောင့်ပြောရမယ်ဆိုရင်ဒါတန်းတစ်အသင်းကတန်းတစ်အသင်းဒါဘီလာကြီးကဘီလာကြီးရဲ့အပုံစံမျိုးဖြစ်နေတယ်ဒါကြောင့်ဒီပုံစံကြီးကိုကြည့်ရမယ်ဆိုမိုင်းနာ80ကနည်းနည်းပြော့တယ်လို့တော့မြင်ရရဆိုပေမဲ့ဒါကဒါလှည့်ထားတဲ့ကြီးပုံစံမျိုးလဲဖြစ်နိုင်တယ်ပြီးတော့ဂိုးပေါင်းကြီး350အရာတော့ဒီပုံစံကဒါအိမ်ကွင်းရေစိမ်းစတန်ဒါလဲဒါဂိုးသွင်းလာတဲ့အနေအထားရှိတယ်ဒါကြောင့်ဒီနေ့ပွဲမှာကျွန်တော်အနေနဲ့ရွေးချယ်ရမယ်ဆိုရင်တော့ဒါနှစ်ဖက်ဂိုးသွင်းမယ်လို့ကျွန်တော်အနေနဲ့မြင်နေပေါ့နော်1-2လောက်ထိတွားလိမ့်မယ်ဒါကြောင့်ဒါအဝေးကွင်းကလာခဲ့တဲ့ဘီလာကြီးရဲ့ body ကိုကြိုက်ပါတယ်အကြိုက်တူတဲ့ညီကိုတွေလိုက်ဆော်ပါဘီလာကြီးရဲ့ body ပါဒါဆိုကျွန်တော်နောက်ထပ်တစ်ပွဲကိုတွားပါမယ်စပိန်လာလီဂါရဲ့ဒါနောက်ထပ်တစ်ပွဲကတော့ဒါအက်စပန်ညိုနဲ့လီဘန်တီပွဲစဉ်ဖြစ်ပါတယ်ဒါလီဘန်တီအနေနဲ့အက်စပန်ညိုအိမ်ကွင်းမှာလာကန်ရမှာဖြစ်ပါတယ်ဒါကြောင့်အက်စပန်ညိုအနေနဲ့ဒါအိမ်ကွင်းပြီးဒါအိမ်ကွင်းကနေမိုင်းနာ80ပေးတယ်ဂုံပုံးကြီးမှာ2မိုင်း45ပေးတယ်ခဏကကျွန်တော်ဒီဗီဒီယိုအစားအပြောခဲ့တယ်ပေါ့နော်ဒီနေ့နှစ်ပွဲမှာတစ်ပွဲကိုအောက်ရတော့မယ်ဒီကိုမဲ့ပွဲရတာကျွန်တော်အနေနဲ့အက်စပန်ညိုနဲ့လီဘန်တီပွဲကိုပို့လို့ဒီကိုကကိုစိတ်ဝင်စားတာပေါ့နော်ဘာဖြစ်လို့လဲဆိုရင်ဒီနှစ်သိန်းကဒါအက်စပန်ညိုအိမ်ကွင်းမှာကန်ပြီဆိုရင်တော်တော်များနောက်ဆုံးကစားထားတဲ့ပွဲစဉ်တွေမှာဆိုရင်လေဒါကူအောက်ထားတယ်ပြီးတော့ပေးထားတဲ့ကြီးအရာကျွန်တော်အမြဲတမ်းပြောနေတဲ့ပုံစံအတိုင်းပဲဒါကျွန်တော်အမြဲတမ်းပြောနေတဲ့ပုံစံအတိုင်းပဲပေါ့နော်ဒါနှလုံးကိုမကြော်ဘူးသုံးလုံးမပြေဘူးဥပမာဒီသုံးလုံးတရေတို့ဘာလို့မပြေဘူး350လို့မဖြစ်ဘူးဆိုရင်ဒီကြီးရတာကိုအောင်မကြီးလို့တတ်မှတ်လို့ရတယ်ဘော်ရီကြီးမှာ level 50ရှုံးပေးမယ်level အပြည့်ရှုံးပေးမယ်ပြီးတော့ဒယ်ပေးမယ်ဒီပုံစံပေးပြီးတော့ကိုပုံးကြီးမှာ3လုံးလောက်3လုံး50စားလောက်တော့မဖြစ်ဘူးဆိုရင်ဒီကြီးကပြောရမယ်ဆိုကိုအောင်မကြီးပါဒါမှမဟုတ်ဘော်ရီကြီးမှာဒီပုံစံအတိုင်းပေးပြီးတော့ကိုပုံးကြီးမှာဒါပြောရများသောအားဖြင့်ပေါ့နော်ကိုပုံးကြီးမှာ350ကိုကြော်သွားမယ်ဆိုရင်ဒါဂိုးပေါ်ပက်ကိုပို့လို့များတယ်လို့ကျွန်တော်အနေနဲ့တတ်မှတ်လို့ရတယ်ဒါကြောင့်ဒီနေ့ပွဲမှာကြီးရမယ်ဆိုရင်တော့ဒါကိုအောင်မဲ့ကြီးလို့ကျွန်တော်အနေနဲ့မြင်တယ်ဒါကြောင့်ဒီနေ့ပွဲမှာဘော်ဒီဆက်ကျွန်တော်အနေနဲ့ကိုအောင်ပွဲယူပြသွားမယ်ဒီပြီးခဲ့တဲ့ရာသီကဒါအက်စပန်ညိုအနေနဲ့ဒါအဆင့်17နဲ့ပြီးထားတယ်တစ်ဖက်လီဘန်တီအနေနဲ့အဆင့်16တန်းစင်းစုံကနေဒါတီလေးလွတ်လာခဲ့တဲ့အသင်းလို့ပြောလို့ရတယ်ပေါ့နော်ပြောရမယ်ဆိုရှေ့စွင်းပိုင်းအရာတော့ကြည့်ရမယ်ဆိုရင်အက်စပန်ညိုကတော်တော်လေးတာတယ်အိမ်ကွင်းအသာချက်လည်းရှိတယ်ဒါကြောင့်ဒီနေ့ပွဲမှာကျွန်တော်အနေနဲ့ဒါဂိုးအောက်ရောဒါဘော်ဒီရောနှစ်ချောင်းယူပေးမယ်ဒါဘော်ဒီကြီးမှာဆိုရင်တော့ကျွန်တော်အနေနဲ့ဒါအပေါ်ကြီးပေါ့နော်အပေါ်ကြီးဒါအက်စပန်ညိုဘော်ဒီကိုကြိုက်တယ်ဂိုးပုံးကြီးမှာဆိုရင်တော့ဂိုးကိုပဲကြိုက်တယ်ဗျဘာဖြစ်လို့လဲဆိုရင်တော့ကြီးရဒီနေ့ပွဲကဒါ1C ဒါမှမဟုတ်ရင် 2C ဒီပုံစံလောက်ပဲသွားမယ်လို့ကျွန်တော်အနေနဲ့ထင်နေပေါ့နော်ဒါကြောင့်ဒီနေ့ပွဲမှာကျွန်တော်အနေနဲ့အက်စပန်ညိုဘော်ဒီနဲ့ဒါဂိုးပုံးအောက်ကိုကြိုက်ပါတယ်အကြိုက်တွေညီကိုတွေလိုက်ဆော့ပါဒီနေ့ကျွန်တော်နှစ်ပွဲမှာ3ချောင်းရွေးချယ်ပေးတော့ပါပြီညီကိုတွေရလိုက်ကြမယ်လို့ထင်ပါတယ်ဒါကျွန်တော် YouTube channel ကို subscribe မလုပ်ရသေးတဲ့ညီကိုတွေရှိရင်လည်း subscribe လေးလုပ်ထားပေးပါတပွဲကောင်းတော့ကျွန်တော် Telegram channel မှာတင်ပေးပါမယ်Telegram channel မှာပေါ့နော်ဒါတပွဲကောင်းအပြင်ကျွန်တော်မောင်းကတ်တွေလည်းဒါပွဲရှိရင်ရှိသလိုတင်ပေးပါတယ်ဒါကြောင့်မ join ရသေးတဲ့ညီကိုတွေရှိရင်ဒါ Telegram ကို join ထားကြပါ Telegram ကိုတော့ကျွန်တော်ဒီ video ရဲ့ comment အောက်မှာချပေးထားပါမယ်ဒီနေ့ video လေးကတော့ဒီလောက်ပါပဲခင်ဗျညီကိုတွေအပေါင်းပြနိုင်ကြပါစေ